မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဒီမနက်မှာကျတော့65ဆိုတော့ဗောနော်ကျွန်တော်ဒီအရန်ပတ်တီပဲညီတွားခဲ့တယ်ဗောနော်ကျွန်တော်ဒီ awkward တယ်ကျွန်တော် plate လွဲတဲ့အတွက်ဗောနော်ကျွန်တော်တို့မရခဲ့ဘူးဗျာကျွန်တော်ဒီညနေအတွက်မှာဆိုရင်ကျွန်တော်ရှာထားတဲ့ကီဗောနော်ကီမှာဆိုရင်ကျွန်တော်ဒီ646ကီကိုကျွန်တော်တွေ့ထားတယ်ဗျာပတ်တီဓမ္မတွေကကျတော့ကို main ပတ်ဗောနော်4ကိုအရန်ပတ်ပါကျွန်တော်ဒီပတ်တီမပတ်နိုင်တဲ့သူများကျတော့ကျွန်တော်ဒီ plate နဲ့ကျွန်တော်တို့ကတ်တဲ့ဟာ awkward လေးကိုရွေးထိုးဗောနော်ကျွန်တော်အကွက်တည်းကကျတော့ကျွန်တော်ဒီ68ပေါ့နော် complete ဆိုရင်68ဗျာ2 plate ဆိုရင်93ပေါ့နော်ပြီးကြရင်တုံညာ plate ဆိုရင်91ပေါ့ဗျာပြီးကြရင်ကျွန်တော်ဒီ4မှာဆိုရင်လည်း43 48နဲ့ပြီးကြရင်46ပေါ့နော်ဒါကကျတော့4ပေါ့နော်ပြီးကြရင်6မှာဆိုရင်ကျွန်တော်ဒီ complete ဆိုရင်61ပါပါအတွဲပေါ့နော်ပြီးကြရင်66အပူပေါ့နော်ဒါပဲရှိပါတယ်တုံညာ plate ကကျတော့4664ပါပြီးသားပေါ့နော်ကျွန်တော်ဒီညနေမှာဆိုရင်8ကွက်ရှိမယ်ဗျာကျွန်တော်ဒီ main တရားမဲ့အကွက်ကျတော့ကျွန်တော်ဒီ68နဲ့93ပြီးကြရင်91ပေါ့နော်ဒီ3ကွက်ကို main တင်များကျွန်တော်ဒီ2 all အနေနဲ့ပေါ့နော်ကျွန်တော်ဒီ46နဲ့48ကို2 all ပါကျန်တာကျတော့အရင်လေးပဲထားပါနော်ကနန်းလေးတော့8ကွက်ရှိမှာဗျာကျွန်တော်ဒီအကုန်လုံးမထိုးနိုင်တော့မှ main all 3ကွက်ကိုထိုးပေါ့နော်ကိုကျွန်တော်ပို့ကြိုက်ပါတယ်ဗျာဒီညနေမှာဆိုရင်ဒါကျတော့မိတ်ဆွေတို့တက်တဲ့လောက်လေးကိုရွေးပြီးတော့ကစားပါပေါ့နော်ပတိပတ်နိုင်ကြတော့ပတိပတ်ပေါ့ဗျာဒီမနေ့ပိုင်းမှာလည်းကျွန်တော်ဒီပတိပဲညီတော့ခဲ့တယ်ပေါ့နော်မိန်ပတိတော့မဟုတ်ဗျာကျွန်တော်အရင်ပတိပဲပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီ site တွေပါတယ်တည်ချင်တဲ့သူများပေါ့နော်ကျွန်တော်ဒီအဲ့ဒါရှင်းတော့ကျွန်တော်ရဲ့ Telegram channel လေးကို join ပြီးတော့လာကြည့်လို့ရပါတယ်ကျွန်တော်ဒီ video ရဲ့အောက်မှာပေါ့နော်ကျွန်တော်ဒီ Telegram channel link လေးကိုကျွန်တော်ချပေးထားပါတယ်ဗျာဟုတ်ကဲ့ပါအားလုံးကောင်းကြပါစေဗျာအပိတ်လာပါစေ